ငါလာနေအောင်ဒီလောက်ဆွဲဆောင်မှုရှိအောင်ဂရုစိုက်နေကြတယ်ဒီလောက်အိုစနာကြနေဟာမယောကိုကဘာလို့ဆွဲလန်းနေရလဲမယားကြီးငုတ်တုတ်ရှိရတာနဲ့စနိုက်ကြော်တယ်ဆိုမှတော့သူတို့နှစ်ယောက်ထဲအတယောက်ငါတက်ပြလိုက်ချင်တာအောင်လည်းနဲ့ဒီရွာလူတွေတော်တော်များများညီမေကဝေမကြီးရဲ့တားကောင်ဖြစ်ခဲ့ကြတာကိုသူစားအခုလိုလေးလုံနေရတာကိုချစ်လို့နော်အဲ့ဒီမိန်းမောင်မျက်လုံးထဲမှာကြည့်လို့မရဘာမှကျမအဲ့လောက်ထိမုန်းနေရအောင်ပေါ့ရဲ့ဘယ်ကျမဘာရင်များကောင်းတိုက်လိုက်လို့လဲတော့လက်နဲ့တော့မင်းမပြောလို့အဲ့တော့ငါမြတ်သွားနေရတာလေကိုပြောစာတော့သူ့ကိုယ်လည်းဝင်ပုတ်လိုက်တော့